Hello မင်္ဂလာညချမ်းလေးပါရှင်မိတ်ဆွေများအားလုံးနေကောင်းချမ်းပါကြပါရဲ့လားရှင်ဟုတ်ကဲ့ညနေစာရောတုံးဆောင်ပြီးကြပြီလားဒီတစ်ပတ်ရုံ3ရက်ပိတ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကရုံရဲ့ပထမဦးဆုံးရုံပိတ်ရက်ဆိုတော့မိတ်ဆွေတို့ရောရုံပိတ်ရက်မှာပါတယ်လှုပ်ဖြစ်ကြလဲကျမကတော့ဒီနေ့နေပြီးတော့ပကံဆိုပြီးတော့ပြောနေကြတယ်ပေါ့နော်ရှီဟန်ဖရာကိုတောင်းဖို့ဖြစ်တယ်ဆိုတော့သူကဖရာကကြတော့ပြင်နေတယ်ဆိုတော့နော်ဟိုနေရာအကောင်လုံးကိုတော့သွားလို့မရဘူးပေါ့ဆိုတော့အပြင်လောက်ကပဲဓာတ်ပုံရိုက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့မျှဝေခြင်းတဲ့ခေါင်းစဉ်လေးကတော့ social media ကိုအကျိုးရှိရှိအသုံးချနိုင်တဲ့ digital business ဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်ဆိုတော့ကျမကဒီဝန်ထမ်းအလုပ်တစ်ဖက်နဲ့အချိန်ပြည့်အလုပ်ပေါ့နော်အချိန်ပြည့်အလုပ်တစ်ဖက်နဲ့ digital business တစ်ခုကိုအပေါ်ငွေရရှိခြင်းလို့ဟိုအချိန်ပိုင်းအနေနဲ့ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်အခုဆိုရင်ကျမလှုပ်လာတာ2နှစ်ကျော်လာခဲ့ပြီပေါ့နော်ဆိုတော့အပေါ်ငွေလေးရရှိနေပြီအဆင့်လည်းတိုးနေပြီဖြစ်တယ်ပေါ့အဲ့လိုဆိုတော့ဒီနေ့မျှဝေချင်တာကတော့ social media ကိုအကျိုးရှိအသုံးချနိုင်တဲ့ digital business ဆိုတဲ့ခေါင်းစဉ်လေးပေါ့ဆိုတော့မိတ်ဆွေတို့ရော social media ကိုကိုကအပျော်သဘောပဲတုံနေတော့မယ်လားဒါမှမဟုတ်လဲပေါ့နော်ဒီအပန်းဖြေဖို့တက်တက်ပဲတုံနေတော့မယ်လားဒါဆိုရင်တော့เนาะအဆင့်မြင့်တင်ပြီလို့အကြံပြုချင်တယ်ပေါ့เนาะဘာလို့ဆိုတော့အခုခေတ်မှာကဒီ online social media ဆိုတာလူတိုင်းသုံးကြတယ်ဆိုတော့စီးပွားရေးအတွက်အများစုကသုံးလာကြပြီဖြစ်တယ်เนาะဆိုတော့အများစုကစီးပွားရေးအတွက်သုံးနေတဲ့အချိန်မှာကိုကပြောသဘောပဲသုံးနေတော့ဆိုရင်ကိုကနောက်ကျန်ခဲ့တာဖြစ်တယ်ပေါ့เนาะဘာလို့ဆိုတော့ဒီ social media ဆိုတာကကျမတို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့เนาะဒီဈေးဆိုင်ကြီးတစ်ခုလို့ပြောရမလားเนาะဆိုတော့ platform ကြီးတစ်ခုပေါ့အဲ့ဒီပေါ်မှာဆိုင်ကန်းလေးတစ်ခုကိုကဖွင့်ထားမယ်ပေါ့เนาะတဖြည်းဖြည်းနဲ့တနေ့ကိုရဲ့ brand ကိုတိဆောက်သွားရင်းနဲ့ဆိုင်ကန်းလေးတစ်ခုဖွင့်ထားမယ်ဆိုရင်ပေါ့เนาะတနေ့နဲ့တစ်ချိန်ချိန်မှာကိုရဲ့ brand ကိုလူတွေသိရှိသွားမယ်เนาะတိဆောက်ထားတဲ့အခါမှာလူတွေသိရှိသွားပြီဆိုရင်ကိုရဲ့ brand ကပေါက်သွားပြီးတော့မှစီးပွားရေးတစ်ခုအတွက်အကျိုးအမြတ်ရတာဖြစ်မယ်ပေါ့เนาะအဲ့လိုဆိုတဲ့အခါမှာဒီ social media ဆိုတဲ့အများစုကတော့ဒီFacebook ကိုသုံးကြတာပေါ့နော် Facebook ကိုအများဆုံးသုံးကြတယ်ပြီး YouTube သုံးတယ် TikTok သုံးတယ် Instagram LinkedIn စသည်အပြင်ပေါ့ဆိုတော့အများစုကတော့ social media က Facebook ကိုသုံးကြတယ်ဆိုတော့ဈေးရောင်းဖို့ပဲဖြစ်ဖြစ်เนาะဒီတင်ကြားရေးပဲဖြစ်ဖြစ်ပေါ့နော်အများစုက social media Facebook ကိုသုံးကြတယ်ပြီး YouTube ကိုသုံးကြတယ်ပေါ့နော် TikTok ကတော့အပြောသဘောဆော့တဲ့လူတွေများတယ်ဒါပေမဲ့စီးပွားရေးလုပ်တဲ့လူလည်းအများကြီးပါပဲเนาะ TikTok မှာလည်းဈေးရောင်းကြတဲ့လူတွေအများကြီးပဲတွေ့တယ်အဲ့လိုဆိုတော့သူများတွေကเนาะဒီ social media ကိုစီးပွားရေးအတွက်သုံးနေနိုင်ပြီဖြစ်တယ်ပေါ့เนาะဆိုတော့သူတို့ကိုကြည့်ပြီးတော့ကိုလည်းဒီတိုင်းပေါ့เนาะအကျိုးမရှိဘဲနဲ့ပေါ့အချိန်ကုန်ခံပြီးတော့မှ social media ကိုမတုံ့တင်တော့ဘူးစီးပွားရေးတစ်ခုကိုတော့စထားမှဆိုတဲ့အတွေ့လေးဝင်စေခြင်းနဲ့ပေါ့เนาะဆိုတော့အဲ့လိုမှဒါလည်းရင်ပေါ့เนาะကိုကစီးပွားရေးတစ်ခုကိုစဖြစ်မှာဖြစ်တယ်ဆိုတော့ခေတ်ကာလနဲ့ညော်ညီစွာပေါ့ကျမတို့က online ဆိုတဲ့စီးပွားရေးတစ်ခုကလည်းလူတိုင်းလုပ်နေကြပြီဖြစ်တယ်online ပေါ်မှာเนาะမလုပ်ရစရာအကြောင်းလည်းမရှိဘူးဒါကတမအာစီဝပေါ့เนาะလူတိုင်းလုပ်နေချိန်မှာကိုကဘာလို့မလုပ်ရရမှာလဲမလုပ်နိုင်ရမှာလဲเนาะအချိန်လည်းအများကြီးပေးစရာမလိုဘူးကျမတို့လက်ရှိလုပ်နေတဲ့ digital business ဆိုရင်တစ်နေ့မှာ2နာရီ3နာရီလောက်ပဲလုပ်ဖို့လိုတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့လဲလက်ရှိအလုပ်တစ်ခုကိုလည်းထွက်စရာမလိုဘူးတွဲလုပ်လို့ရတယ်တခြားစီးပွားရေးတစ်ခုရှိတယ်ဆိုရင်လည်းဒီစီးပွားကိုတွဲထားလို့ရတယ်အဲ့လိုဆိုတော့ဘာဖြစ်တယ်လဲအပေါ်ငွေ2ကြောင်း3ကြောင်းပြန်ပြီးလုပ်လို့ရတာပေါ့နော်ကိုမအပေါ်ငွေကျမဆိုရင်ပေါ်ငွေ2ကြောင်းလမ်းကြောင်း2ကြောင်းရှိပြီပေါ့နော်ပထမတစ်ကြောင်းကတော့ကိုယ့်ရဲ့အချိန်ပြေလောက်ခလာစားရတယ်ဒုတိယတစ်ကြောင်းကတော့ဒီ digital business ကဝင်ငွေရတယ်ပေါ့နော်အဲ့လိုဆိုတော့အခုလိုကုန်စည်နှုန်းတွေကြီးတဲ့ခေတ်မှာလဲပေါ့နော်ကျမတို့ကဒီလောက်ခလာစားတစ်ခုတည်းနဲ့ဆိုရင်အကန့်အသတ်တွေဖြစ်လာတယ်ပေါ့နော်အထူးသဖြင့်မိသားစုတွေများတဲ့အချိန်ကိုယ့်ရဲ့သားသမီးတွေပညာသင်ဖို့ရောက်လာတဲ့အချိန်တာရေးနာရေးစီးပွားရေးလူမှုရေးပေါ့စသည်အပြင်ပေါ့နော်ဒီအရေးတွေများလာတဲ့အခါမှာကျမတို့ကကုန်စည်နှုန်းတွေလည်းကြီးမြင့်လာတဲ့ငွေကြေးတွေဖောင်းပွလာတဲ့အတွက်ကြောင့်ကျမတို့လက်ရှိအလုပ်တစ်ခုတည်းနဲ့ကပေါ့နော်ဘယ်လိုမှကိုမလုံလောက်တော့ဘူးစာဝတ်နေရေးအတွက်တစ်ခုပဲရမယ်ဆိုရင်ကျန်တဲ့အရာတွေအတွက်ကိုကျမတို့အပေါ်ငွေရှာထားဖို့လိုတယ်နော်ဆိုတော့ပေါ်ငွေရှာတယ်ဆိုတာလည်းအခုခေတ်မှာအရင်ထူးထူးဆန်းဆန်းမဟုတ်တော့ဘူးပေါ့နော်ဆိုတော့လက်ရှိအလုပ်လည်းမပြတ်ပဲနဲ့တွဲလုပ်နိုင်တဲ့စီးပွားရေးတွေအများကြီးရှိနေပြီဖြစ်တယ်အထူးသဖြင့် online ပေါ့နော်ဆိုတော့ဒီ online ဆိုတဲ့အပေါ်မှာအများစုကတော့ဈေးရောင်းကြတာကိုတွေ့တယ်ပေါ့နော်
ဈေးရောက်နေကြတယ်ပြီးလို့ရှိရင်တင်တန်းတွေတင်ကြတယ်ကိုမှတက်ထားတဲ့ပညာတွေကိုပြန်ပြီးတော့မျှဝေကြတယ်တင်တန်းတွေဖွင့်ကြတယ်တခြား trading တွေလည်းရှိတယ်ပေါ့နော်ကိုမသိတဲ့ဟာတွေလည်းအများကြီးရှိသေးတယ်အဲ့လိုဆိုတော့ online စီးပွားရေးတွေလည်းတော်တော်များများရှိပါတယ်ပေါ့နော်တော်တော်များများရှိတဲ့အထက်ကမှာကိုကဘယ်စီးပွားရေးကတော့ကိုနဲ့ကိုက်မလဲတရားဝင်ဟုတ်မဟုတ်ဟုတ်နော်ပြီးလို့ရှိရင်ဘယ်ဟာက trend ဖြစ်နေတယ်လဲဘယ်ဟာတော့ကိုနဲ့ကိုက်မလဲဘယ်ဟာကိုရင်းနှီးနိုင်တယ်လဲဆိုတော့online အများစုကတော့ပေါ့နော်အပြင်ထက်စားလို့ရှိရင်အရင်းနှီးတက်တာတယ်လीနော်ဘာလို့ဆိုတော့ဆိုင်ကန်ကမလို့ဘူးဝန်ထမ်းငှားကမလို့ဘူးဆိုတော့အထူးသဖြင့်ဒီကျမတို့လက်ရှိလုပ်နေစီးပွားရေးမှာဆိုရင်ကိုတယောက်ထဲနဲ့နော်ဒီ company တခုကိုလည်းပတ်နှလှုပ်ဆိုင်နေတာဖြစ်တယ်ကိုတယောက်ထဲကကိုက CEO ဖြစ်တယ် founder ဖြစ်တယ်အကုန်လုံးဆက်ဆက်ရကိုပဲလုပ်ဖို့လိုတယ်ဆိုတော့ဒီလိုလုံးနိုင်ရတာကလည်းကျမတို့ကအရန်ကောင်းတဲ့နည်းစနစ်တစ်ခုပါရှိတဲ့အတွက်ကြောင့်เนาะတယောက်တည်း run နိုင်တာဖြစ်တယ်အဲ့လိုဆိုတော့ဈေးရောင်းစရာမလိုတဲ့အတွက်ကြောင့်မလို့ပေါ့เนาะ stress တွေရော့တယ်ဈေးရောင်းစရာလိုတယ်ဆိုရင်ပေါ့เนาะသူ့ရဲ့နောက်ကွယ်မှာအများကြီးပဲအလုပ်လုပ်ရတယ်เนาะဒီ stock တွေပစ္စည်းတွေပြန်ရောင်းဖို့အတွက်ပစ္စည်းတွေဘယ်ရမလဲမှာရတယ်ကိုရှိမှတိုးလောင်းထားရတယ်ပြီးရင် customer ဝယ်ပြီးဆိုတာနဲ့ပို့ပေးဖို့လုပ်ရတယ်ဒါမျိုးတွေဆိုတာဈေးရောင်းဖို့လိုတဲ့ဒီစီးပွားရေးတွေမှာဆိုရင်ဒါမျိုးတွေကမဖြစ်မနေလုပ်ရတယ်ဆိုတော့အဲ့ဒီအပိုင်းတွေကနည်းနည်းပို့ပြီးတော့အလုပ်ရှုပ်တယ်လေနော်ဆိုတော့အလုပ်ရှုပ်တယ်ဆိုတော့အချိန်မပြေးနိုင်လို့ကျမတို့က online ဆိုတဲ့စီးပွားရေးကိုလုပ်ကြတယ်ပြီးရင်တခြားအလုပ်တစ်ခုလည်းတွဲပြီးတော့ရှိနေတဲ့အခါမှာကျမတို့ကဒီအလုပ်တစ်ခုထက်ပို့ပြီးလုပ်နေတယ်ဆိုရင်ပေါ့နော်ကျမတို့ရဲ့အချိန်တွေကရှားပါပစ္စည်းဖြစ်သွားပြီပေါ့နော်အချိန်ဆိုတာကိုတကယ်ကို manage လုပ်နိုင်မှသားလို့ရင်တပြိုင်တည်းပေါ့နော်ကျမတို့အလုပ်တစ်ခုကိုလုပ်နိုင်တာဖြစ်တယ်အဲ့လိုဆိုတော့အဲ့လိုအချိန်ကိုလည်း manage လုပ်ရင်းနဲ့ပေါ့နော်ဒီလောက်ကင်မဲ့စီးပွားရေးမှာအရန်ကောင်းမွန်တဲ့ system တစ်ခုပါတယ်ဆိုရင်ပေါ့နော်သူတို့ကကျမတို့ကိုဘယ်လောက်ထောက်ပံ့ပေးတယ်လဲနော်ဒီဘယ်နေရာနှုန်းထောက်ပံ့ပေးတယ်လဲကျမတို့ဆိုရင်90ရာနှုန်းထိထောက်ပံ့ပေးတယ်အဲ့လိုဆိုတာ10ရာနှုန်းကိုလည်းကိုယ်လုပ်ဖို့လိုတယ်10ရာနှုန်းဆိုတာကကြော်ညာလုပ်ရတဲ့အပိုင်းပေါ့နော်ဒီဘက်ကိုပဲကျမတို့လုပ်ရတဲ့အတွက်ကြောင့်အဲ့ဒီကြော်ညာလုပ်တဲ့အချိန်လေးပဲပေါ့နော်ဗီဒီယိုလိုက်တဲ့အချိန်ကိုယ့်ရဲ့ဗီဒီယိုကို editing လုပ်တဲ့အချိန်တီးဖြတ်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်လေးတွေပဲနည်းနည်းအချိန်ယူရတယ်ကျန်တဲ့အချိန်တွေမှာကကြော်ညာလွှင့်တင်ထားပြီးဆိုလို့ရှိရင်ပေါ့နော် customer တွေကကျမတို့စီကိုမေးလာတဲ့မေးခွန်းတွေကိုဖြေမယ်ကျမတို့မှာတခုကောင်းတာက system ကနေပြီးတော့ကျမတို့ကိုစားပေါ့နော်ဝင်လာတဲ့လူတွေရှိကို email တွေပို့ပေးတာစီးပွားရေးနဲ့ဆိုင်တဲ့ email တွေရက်ပေါင်း40လောက်ထိပို့ပေးတယ်ပေါ့နော်အဲ့လိုဆိုတော့ဝင်လာသမျှလူတစ်နေ့မှာရချီဝင်လာရှိတယ်ဆိုတော့သူတို့ရှိအကုန်လုံးကို email က auto စနစ်နဲ့နော်ပို့နေတာဖြစ်တယ်အဲ့လိုဆိုတဲ့အခါမှာ email marketing ကိုကျမတို့ system ကလုပ်ပေးတဲ့အတွက်ကျမတို့ကအရန်ကိုတက်တာတယ်နော်ဆိုတော့ကျမတို့လုပ်ရတဲ့အပိုင်းကအကြောင်းညာလွှင့်တင်မယ်ပြီးလို့ရှိရင်ကိုရှိကိုစုံစမ်းလာတဲ့ messenger ကတော့၎င်းဒါမှမဟုတ်ဖုန်းကတော့၎င်းပေါ့နော်တချို့ဆို WhatsApp ပေးထားတယ် WhatsApp ကတော့၎င်းဆက်သွယ်လာတယ်ဆိုရင်ကိုကပြန်ပြီးတော့မေးခွန်းလေးတွေဖြည့်ပေးရုံပဲပေါ့ဆိုတော့ဒီမေးခွန်းလေးတွေဖြည့်တဲ့အခါမှာလေးပဲပေါ့နော် auto ကျမတို့မေးခွန်းတွေထည့်ထားလို့ရတယ်နော်မေးခွန်းတွေထည့်မယ်အဖြေတွေထည့်မယ်ဆိုတော့သူမေးလာတဲ့မေးခွန်းကို auto ပြောနော်ဖြေချပေးတဲ့စနစ်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့အခုကအရန်ကိုဒီပညာတွေကထွန်းကားနေပြီလေနော်အဲ့လိုဆိုတော့ဒီ social media ကိုကျမတို့ကထိထိရောက်ရောက်နဲ့ပေါ့နော်စီးပွားရေးအတွက်အသုံးချနိုင်တာဖြစ်တယ်နော် social media ဆိုတော့မတုံးတဲ့လူမရှိဘူးအခုခေတ်မှာလူတိုင်းတုံးကြတယ်နော်အသက်60ကျော်80အထိကိုပေါ့နော်ဒီ social media တုံးကြတာပျော်ကြတယ်တုံးကြတယ်နော်ဒီမတက်ဘူးဆိုတာမရှိဘူးပေါ့နော်ဒီ Facebook တို့ TikTok တို့ဆိုတာလူတိုင်းဆော့တတ်တယ်လောက်တတ်တယ်ပေါ့နော်ဆိုတော့အသက်ကြီးပိုင်းတွေတောင်မှပိုးပြီးတော့စိတ်ဝင်စားနေနော်လောက်ကြတယ်ဘာလို့ဆိုတော့သူတို့ငယ်ရွယ်တုန်းကမတွေ့လိုက်မတုံးပူလိုက်တဲ့အခါမှာအခုမှတုံးရတယ်ဆိုတော့သူတို့လည်းပျော်ပျော်ကြီးတုံးကြတာပေါ့လေနော်အဲ့လိုဆိုတော့လူတိုင်းက social media ဆိုတာကြိုက်တယ်ပေါ့နော်မကြိုက်တယ်လို့မရှိဘူးအဲ့လိုဆိုတော့အဲ့လိုတုံးတဲ့အချိန်လေးမှာကိုကအပျော်သဘောတုံးတာမဟုတ်ဖ ೇನೆ အကျိုးရှိတုံးလို့ရအောင်ဘယ်လိုတုံးမလဲစီးပွားရေးတစ်ခုလုပ်မလားမဟုတ်လဲကိုယ့်အတွက်ပေါ့နော်ဒီဝါသနာပါတဲ့အလုပ်တစ်ခုလေ့လာရတာတို့သင်တန်းတက်တာတို့နော်ပြီးလို့ရှိရင်ကိုယ့်အတွက်အကျိုးရှိမဲ့စာတွေဖတ်တာတို့ဒါမျိုးလေးတွေပေါ့နော်လုပ်မယ်ဆိုရင်တော့ပေါ့နော်ဒါ social media တုံးတာကိုယ့်အတွက်ထိုက်တန်အသုံးပြုတယ်လို့ပြောရမယ်နော်မဟုတ်ဘဲနဲ့ကတော့ပေါ့နော်သူများ post တွေကိုဝေဖန်လေးကန်ပြီးရင်အရေးမရဖတ်မရဟိဟာနဲ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကတော့ပေါ့နော်ကျမတို့ကအကျိုးမရှိတဲ့အပြင်ကိုယ့်ရဲ့နော်ငွေကုန်ပြီးလို့ရှိရင်မျက်လုံးတွေမွဲအဲ့လိုမျိုးတွေပေါ့နော်ဆိုကိုယ့်အတွက်အကျိုးမရှိတဲ့အရာကိုတော့လုပ်တင်ဘူးပေါ့နော်အဲ့လိုဆို social media တုံးတာလဲတုံးပါဒါပေမဲ့အလွန်ကြုံမတုံးဖို့လဲလိုတယ်ခါလေကြတော့အချိန်တွေကတအားကိုဆွဲတယ်လေနော် social media တုံးပြီဆိုတာနဲ့တစ်ခုပြီးတစ်ခုကုန်လုံးကုန်မှန်တဲ့အချိန်တွေဆိုတော့ကျမတို့စီကခိုးခံနေရတာ social media ကကျမတို့အချိန်တွေတအားကိုတုံးတာပေါ့နော်အဲ့လိုဆိုတော့ကိုကတတိနဲ့မတုံးဘူးဆိုလို့ရှိရင်လည်းမျောပါသွားတယ်ပေါ့
နော်အထူးသဖြင့် TikTok မှာဆိုရင်ဝင်လိုက်တာနဲ့ကျမတို့ပြန်မထွက်နိုင်တော့ဘူးဆိုတော့အရန်ကိုဆွဲဆောင်မှုရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုဟာတွေကိုကျမတို့အပြောသဘောပဲတုံးနေတာမျိုးမဟုတ်ဘဲနဲ့နော်အကျိုးရှိစီးပွားရေးအတွက်သုံးမလားပညာရေးအတွက်သုံးမလားနော်လူမှုရေးအတွက်သုံးမလားကိုယ့်ရဲ့မိသားစုနော်တခုခုပေါ့နော်ဒီကိုသားသမီးတွေအတွက်လမ်းညွှန်မှုရအောင်သုံးမလားဒါမျိုးလေးတွေပေါ့နော်အကျိုးရှိသုံးနိုင်ဖို့လိုတယ်ပေါ့နော် social media သုံးတာကအဲ့လိုဆိုလို့ရှိရင်ကိုယ့်အတွက်လည်းအကျိုးရှိတယ်ကိုယ့်မိသားစုအတွက်လည်းအသုံးရှိတယ်အကျိုးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နော် social media သုံးတယ်ဆိုလို့ရှိရင်လည်းနော်မသုံးနဲ့ဆိုလို့ကတော့မရတော့ဘူးပေါ့နော်အခုခေတ်မှာအဲ့လိုဆိုတော့သုံးတဲ့အချိန်မှာကိုကထိရောက်သုံးဖို့လိုတယ်အကျိုးရှိသုံးချနိုင်ဖို့လိုတယ်အဲ့လိုဆိုလို့ရှိရင်ကိုဘဝလည်းတိုးတက်သွားမှာဖြစ်တယ်เนาะအထူးသဖြင့်ကတော့စီးပွားရေးတစ်ခုကိုတွဲပြီးတော့လှုပ်ထားနိုင်တော့အကောင်းဆုံးပဲပေါ့နော်ဆိုတော့ social media ပေါ်မှာစီးပွားရေးလုပ်တယ်ဆိုရင်ပေါ့နော်ကျမတို့အတွက်ကအရန်ကိုလူသိလဲမြန်တယ်အချင်းတို့တွင်မှာအောင်မြင်မှုဆိုတဲ့အရာကိုလည်းရရှိနိုင်တယ်เนาะအပြင်မှာဆိုင်ဖွင့်တယ်ဆိုရင်ကျမတို့ကိုရက်ကွက်ကိုမျိုးကိုရွာဒီလောက်ပဲသိမယ်အဆုံးကိုရဲ့နိုင်ငံတနိုင်ငံပဲသိမယ်ပေါ့เนาะ social media ပေါ်မှာကြတော့ကျမတို့ကဘာတဝမ်းလုံးကနော်ကို target ထားတဲ့ကြော်ညာ target ထားတဲ့နေရာအကုန်လုံးကသိကြတယ် social media ပေါ်မှာနော်ကဘာတဝမ်းလုံးသိရှိနိုင်တယ်ချိန်တိုအတွင်း10မိနစ်စက္ကန့်ပိုင်းအတွင်းတော့မှာကိုနော်လူတန်းချီပြီးတော့မှကြည့်လို့ရတယ်နော်တကယ်ကိုစီးပွားရေးလုပ်ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့ကိုအကြံပြုချင်တာပါ social media ကိုအကျိုးရှိအသုံးချနိုင်ဖို့လိုတယ်ပေါ့နော်သူသဖြင့်စီးပွားရေးတစ်ခုကိုတွဲလှုပ်ထားဖို့ကိုလည်းအကြံပြုချင်တယ်တကယ်လို့ပေါ့နော်မိတ်ဆွေတို့ကsocial media လည်းသုံးတယ်စီးပွားရေးတစ်ခုလည်းလုပ်ချင်တယ်ဘာလုပ်ဘာကန်ရမှန်းလဲမသိဘူးပေါ့နော် online တွေမှာစီးပွားရေးတွေများလုံးလို့ scam ဖြစ်မှာကြောက်တယ်ဆိုလို့ရှိရင်တော့ဗောနော်ဒီမှာလက်ရှိလုပ်နေတဲ့စီးပွားရေးကိုမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဒီစီးပွားရေးမှာကနော်ကျမတို့ကဈေးရောင်းရတာမျိုးမရှိဘူးအဓိကကြော်ညာတဲ့အပိုင်းကိုပဲလုပ်ရတယ်10%ပဲကိုကလုပ်ရတယ်ကိုကူညီပေးမဲ့မန်တောင်းနဲ့ coach ပါတယ်နော်ပြီးရင်အကျိုးကျေးဇူးတွေကလည်းတကယ်ကို uncanny ပေါ့နော်ရရှိနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်တကယ်လို့ပေါ့နော်မိတ်ဆွေတို့ကစိတ်ဝင်စားလို့လေးလာမယ်ဆိုရင်ကျမမှာ website ရှိတယ် www.momotan.com အဲ့ဒီ website မှာပေါ့နော်မိတ်ဆွေကနာမည် email ထည့်ပြီးတော့မှစာရင်းသွင်းပါပြီးရင်အခမဲ့စတင်လေးလာပါเนาะအခမဲ့အဆင့်မှာကိုစိတ်ကြိုက်လေးလာလို့ရတယ်เนาะဒီအဆင့်မှာကိုကစိတ်ကြိုက်လေးလာပြီးရှေ့ကိုဆက်ချင်တယ်ဆိုရင်တော့$149သွင်းပြီးတော့မှဒုတိယအဆင့်ကိုသွားပါဒီလိုအဆင့်လေးလာခံရတာကဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့မှာ reason တွေရှိပါတယ်ပထမတစ်ချက်ကတော့ပေါ့နော်ကိုကတကယ်ကိုပေါ့နော်စီးပွားရေးလုပ်ချင်တဲ့လူလားမဟုတ်လေသူများကပတ်စံရလို့အောင်မြင်တာတွေ့ပြီးတော့မှအားကြပြီးလုပ်ချင်တဲ့လူလားဒါမျိုးလေးတွေကိုစစ်ဆေးတဲ့အနေနဲ့ဖြစ်တယ်နော် strong mindset ရှိမရှိပေါ့နော်ဒုတိယတစ်ချက်ကတော့ဒါစေဝင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်အဆင့်ကိုယ်တိုင်လေးလာပြီးတော့မှဆုံးဖြတ်နိုင်ဖို့အတွက်ဖြစ်တယ်ပေါ့နော်အားဒါကြောင့်မလို့ဟောနော်အဆင့်လေးလာပြီးတော့မှစီးပွားရေးတစ်ခုကိုလုပ်ထားကြပါ social media ကိုအကျိုးရှိသုံးချပြီးတော့မှစီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်ကိုလည်းခက်နဲ့လည်းအမိလိုက်နိုင်သွားမယ်နော်ဒီကုသိုလ်လဲရဝမ်းလဲဝါလို့ပြောမလားเนาะဒီ social media ကိုလည်းသုံးတယ်ကိုလည်းအသုံးမပြတ်ဘူးသူများကိုလည်းမျှဝေပေးတာတို့ဟောเนาะဒါမျိုးလည်းလုပ်လို့ရတယ်ဝင်ငွေလည်းရရှိလာမယ်ဆိုတော့တကယ်ကိုပေါ့เนาะကျမတို့အတွက်ကကောင်းတဲ့အကွက်ကြီးပဲပေါ့เนาะ social media သုံးရင်းနဲ့စီးပွားရေးလုပ်တယ်ဆိုတာကတကယ်ကိုအချိန်တိုတွင်အောင်မြင်နိုင်တဲ့အရာတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะအားလုံးကိုဖိတ်ခေါ်ပါတယ်စီးပွားရေးတူတူလုပ်ချင်တယ်လက်တွဲချင်တယ်ဆိုရင်တော့လှမ်းလာခဲ့ပါเนาะကျမက mentor တယောက်အနေနဲ့အကောင်းဆုံးကူညီပေးသွားပါမယ်ပန်းတိုင်ကိုအတူတူသွားကြမယ်เนาะကျေးဇူးတင်ပါတယ်